ရန်ကုန်တိုင်းမြောက်ကလာပါနဲ့သမီးရှင်တွေအားလုံးကိုဒီသချင်းနဲ့နက်နက်လေးကညော့လိုက်တယ်ပြူဟာသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူကုန်ငမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲဟောသမီးလေးတယောက်အရွယ်ရောက်လင်းပေးစားပုံစိတ်ကူပေါက်ရွှေသမတ်တော်ပေါ်စင်စားလိုက်ရင်ခေါင်းတွေထဲမှာသိမ့်မှုနောက်ရွှေငွေပြောက်တဲ့ကလေးတစ်ချစ်တယောက်နဲ့ညာသွားမှဘုံမင်းမေကြောက်နောက်တစ်ချိန်ရောက်ခမဖြစ်လာမဲ့အခြေအနေဆောင်ငါသမီးလိန်တော်ပါတဲ့ဆိုသူရီစားအိမ်ခေါ်လာတဲ့ရုပ်ကိုကအုပ်ချမြတ်ပေါက်ဥပတိရုပ်ပေါ်ပါတဲ့ဒီအရွယ်ရီစားကားစိတ်ကူရင်ပြီးတော့ပျော်ရှားတဲ့တော့ပါဟဲ့ဒီလိုကောင်းမျိုးငါချမ်းဝါတောင်းခေါ်မလာနဲ့ရက်ကွာစနပုံနေတော့တဲ့ဆိုဝစ်ပုံစားပုံကြည့်တော့ငမွဲ့ယုံနေမေတော့ပိန်ရောင်းတာပဲ့ပြုံနေလိုကောင်းမျိုးငါသမက်လဲမဟုတ်အလူလက်နဲ့ရွှေခွက်၌အော်တန်ရမနေတက်လိုက်တာကိုသမီးကိုပြောမရရင်စွန့်လွတ်ပြီးတော့အမွေပြတ်လိုက်မှာငွေခင်းတို့အတိုင်းဝိုင်းထဲမွဲတဲ့လူရှိသလားရေတွက်လိုက်ပါကိုအစင်ကိုအတန်နဲ့သူရရှာပြီးချိန်နဲ့လိုက်ပါသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူကုန်ငမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲချမ်းသာတဲ့လူနဲ့ပေးပေါင်းကရက်ကွက်တမနေဘူးအဝေးပြောင်းမှာဟဲ့ရွှေတောင်ချမ်းမှာစိုက်ကနက်ကားနဲ့တိုက်နဲ့ထားမဲ့သုံးဖြုံနိုင်တဲ့တထင်းလောက်ရှာရက်ကွက်တဲ့တည်းနေထွက်အော်အဖွာကြီးကပတ်စမတ်တဲ့ဟုတ်တယ်မတ်တဲ့ပတ်စမတ်တဲ့မကိုကကြည့်တက်ပြီးတော့မတ်တဲ့ငွေထုံငါဝတ်ဆွဲငွေငါသမီးယောက်ျားတစ်ထင်းကြီးဆိုငွေဆိုတာငါအတွက်ပဲလေတို့ကတော့ပြပဲအင်းငွေဆိုရင်ခံမပဲဟေးကိုဟာကိုပတ်စမတ်တမတင်နဲ့ရင်လက်အပ်ပဲအိမ်အောင်ပြပရတဲ့စေမင်းဆုံးထိုးပါဆိုလားအညာဆိုလားအိုးဒီသုံးမျိုးချက်မပိုင်ရင်နောက်ပြင်းရန်ခတ်ပြီးအမျိုးကလေးတစ်ချေလေးဆိုဘေးဖဲရွှေငွေတစ်ထင်းကိုရွေးချဲခုခင်မိတ်ကလေးတွေတော်ဝဲတယ်လင်းယူမဲဆိုရှေကိုတွေးဟဲ့မိရိုက်ကြိုက်လိုက်ပါသမီးရိုက်တင်းမောတာပတ်ဆိုင်ရှိတဲ့လူကုန်ငမ်းမဲ့ရွေးရဲသမီးရိုက်ကြိုက်လိုက်ပါသမီးရိုက်လမ်းတိတ်ကပရာထိုပိုင်နဲ့ဦးတုတ်ကြီးကတထဲဆိုင်လက်ကြီးဂိုင်လက်ကြီးရွှေတောင်ကြားကတိုက်လက်ကြီးအတွေးချောင်းပြေးချောင်းမိုက်မဲ့ပြီးအပေတေးတွေကိုမကြိုက်နဲ့သမီးပိုင်ရွှဲကြီးမလို့ချင်ပါဘူးအိုင်ငနေကြီးကတိုက်လဲရှိတယ်ဆယ်တန်းအောင်ပြီးအလိုက်လဲသိတယ်ဒီကောင်ငါစုပ်တိစုပ်ပြတ်မိပါမျက်နှာအိုးမဲ့တော့ရလူပုံလဲတာကြောက်သမီးကြောက်သမတ်ပြောရမှာတော့ဟုတ်ကြီး